ရှိတုန်းကဂျပန်နိုင်ငံမှာဘုရင်စနစ်နဲ့အုပ်ချုပ်ခဲ့စဉ်ကဆာမူရိုင်းတွေကနေမြေအရပ်ရပ်မှာအုပ်ချုပ်ဖို့အခွင့်အာဏာရကြပါတယ်။ဟိုဆိုမီလို့နာမည်ရှိတဲ့ဆာမူရိုင်းတယောက်ရှိခဲ့ပါတယ်။သူကပြည်နယ်တစ်ခုမှာအုပ်ချုပ်ခွင့်ရခဲ့တဲ့သူတယောက်ဖြစ်ပါတယ်။သူကအရန်ထက်မြက်ပြီးတော့အရန်အရေးချင်းရှိတဲ့အတွက်ကြောင့်မလို့သူ့ကိုနိုင်တဲ့သူတယောက်မှမရှိသေးပါဘူး။သူ့ကိုလူတိုင်းကကြောက်ကြပါတယ်။သူကသူ့ကိုယ်သူအရန်ပုံဝင်မြင့်ပြီးတော့စိတ်အလိုလိုက်ပြီးတော့သူကလှုပ်ချင်ရလှုပ်ပါတယ်။ဘာအမားမှလှုပ်ဖို့မကြောက်ပါဘူး။တနေ့မှာတော့ဟိုဆိုမီကအေတိုပြည်နယ်စီခရီးနေရပါတယ်။အရင်ခေတ်တုန်းကခရီးသွားတာကအခုလိုမျိုးလွယ်ကူနေရမဟုတ်ပါဘူး။လမ်းနဲ့ချီပြီးတော့အချိန်ပေးရပါတယ်။လမ်းခရီးမှာတဲခိုဖို့တဲခိုခန်းတွေရှိကြပါတယ်။ဟိုဆိုမီကလည်းလမ်းတစ်ဝက်မှာရှိရဲ့ဒီတဲခိုခန်းတစ်ခုမှာနားလိုက်ပါတယ်။ဒီတဲခိုခန်းကတဲခိုခန်းအကြီးတစ်ခုဖြစ်ပြီးတော့လူတော်တော်များများကဒီတဲခိုခန်းမှာလာပြီးတော့တဲကြပါတယ်။ကိုပိုင်အခန်းလိုမျိုးခန်းခန်းနားနားနဲ့ပြင်ဆင်ထားတဲ့အခန်းတွေအများရှိပါတယ်။ပတ်စံအရန်ရှိရဲ့ဟိုဆိုမီလိုလူမျိုးဆာမူရိုင်းတွေအတွက်တည်တံ့ပြင်ဆင်ထားတဲ့အခန်းတွေဖြစ်ပါတယ်။အဲ့ဒီညမှာဟိုဆိုမီတယောက်တည်းအရက်မော့ပြီးတော့မူးဝေဝေဖြစ်နေတဲ့ချိန်မှာအရန်ကိုတာယာငိမ့်ညောင်းတဲ့ဂီတတန်တန်ချိုးတူနာထဲဝင်လာပါတယ်။ပြီးတော့တချင်းဆိုတဲ့အတန်ကလည်းအရန်ကိုချိုတာတဲ့အတန်ဖြစ်ပြီးတော့အရန်ကိုနားထောင်လို့ကောင်းနေပါတယ်။ဟိုဆိုမီကလည်းအဲ့ဒီအတန်ပိုင်ရှင်ကိုရှာဖွေဖို့စိတ်အားထက်သန်နေပါတယ်။တီးချင်စိတ်နဲ့ဟိုတယ်ရဲ့ဝန်ထမ်းတယောက်စီမှာအဲ့ဒီအတန်ပိုင်ရှင်ဘက်တူလဲဆိုတာမေးမြန်းလိုက်ပါတယ်။စုံစမ်းကြည့်လိုက်တော့အဲ့ဒီအတန်ပိုင်ရှင်ကဒီဟိုတယ်မှာအမြဲတမ်းဖျော်ဖြေမှုလာလုပ်ပေးရဲ့မျက်မမြင်အမျိုးသမီးတယောက်ဖြစ်ကြောင်းသိလိုက်ရပါတယ်။ဟိုဆိုမီကလည်းအဲ့ဒီအမျိုးသမီးကအရန်ကိုရုပ်ရည်ချုံမိုးလာပါမယ်လို့စိတ်ထဲမှာမှတ်လိုက်ပါတယ်။အဲ့ဒီချိန်မှာဟိုဆိုမီကမကောင်းတဲ့စိတ်ဝင်လာပါတယ်။ဟိုဆိုမီကဝန်ထမ်းတယောက်ကိုပတ်စံပေးပြီးတော့မိမပြိုရှိနေတဲ့အခန်းအိတ်နေတဲ့အခန်းကိုတီးအောင်လှုပ်လိုက်ပါတယ်။ဟိုဆိုမီကမိမပြိုလေးရဲ့အခန်းထဲကိုတွားပြီးတော့တိတ်တိတ်လေးတွားပုံထားလိုက်ပါတယ်။တချင်းဆိုရန်တိတ်သွားတဲ့အထိစောင့်နေခဲ့ပါတယ်။မိမပြိုကလည်းခဏနေအကြာတော့သူ့အခန်းထဲကိုဝင်လာပါတယ်။သူကမျက်လုံးကွယ်နေတဲ့အတွက်ကြောင့်မလို့မိဖွန်းစရာမလိုပဲအခန်းထဲကိုခြေလမ်းတစ်ဖြည်းဖြည်းနဲ့ဝင်လာပါတယ်။အခန်းထဲမှာအရန်မောင်နေတော့မိမပြိုလေးရဲ့မျက်နှာကိုကောင်းကောင်းမမြင်လိုက်ရပါဘူး။အဲ့ဒီချိန်မှာအခန်းထဲမှာပုန်းနေတဲ့ဟိုဆိုမီကမိမပြိုကိုပြေးဖက်လိုက်ပြီးတော့မိမပြိုကိုတားမရပြုတ်ကျလိုက်ပါတယ်။မနေ့ရောက်တော့သူ့ပေးမှာအိတ်နေတဲ့မိမပြိုလေးကထင်ထားသလိုရုပ်ရည်ချုံမောလာပမနေပဲနဲ့အရန်ကိုရုပ်ဆိုအကြီးတန်နေပါတယ်။သူကမိမပြိုရဲ့မျက်နှာကိုမြင်လိုက်တဲ့အချိန်မှာသူကအရန်ကိုတုန်လှုပ်ထိတ်လန့်သွားခဲ့ပါတယ်။မနေ့ညကအခန်းထဲမှာအရန်မောင်မဲနေတဲ့အတွက်ကြောင့်မလို့မိမပြိုလေးရဲ့မျက်နှာကဘယ်လိုပုံစံလဲဆိုတာသူနည်းနည်းလေးမှမမြင်ရပါဘူး။မိမပြိုလေးကလည်းဟိုဆိုမီကိုမငင်းဆိုရတဲ့အကြောင်းရင်းကပါလဲဆိုရင်သူ့မှာအရန်ကိုချိုတာတဲ့အတန်ကိုပိုင်ဆိုင်ထားပေမဲ့သူ့မျက်နှာကအရန်ရုပ်ဆိုအကြီးတန်နေတဲ့အတွက်ကြောင့်မလို့သူ့ကိုချစ်သူကြီးစားတော်ချင်တဲ့လူတရားမှမရှိခဲ့ပါဘူး။ဟိုဆိုမီကလည်းသူမခဲ့တဲ့အမားကြောင့်မလို့ဒီမိမပြိုကိုတာဝန်ယူဖို့ဖြစ်လာပါတော့တယ်။မိမပြိုကိုသူ့နောက်လိုက်ဖို့မလွဲတာမရှောင်တာလက်ခံလိုက်ရပါတော့တယ်။ပြဿနာတွေအကုန်လုံးအေးသွားအောင်ဆိုပြီးတော့မိမပြိုကိုအေတိုစီတွားဖို့ခွင့်ပြုလိုက်ပါတယ်အေတိုပြည်နယ်စီတွားတဲ့လမ်းကတောင်တစ်ခုကိုဖျက်ကျော်ရပါတယ်အရန်ကိုကျင်းမြောင်းတဲ့တောင်ပတ်လမ်းတွေနဲ့6ကမ်းပါးတွေနဲ့ဝန်းရံထားတဲ့အန်တရဲ့အရန်များတဲ့လမ်းကြောင်းတစ်ခုဖြစ်ပါတယ်အဲ့ဒီအချိန်မှာဟိုဆိုမီကမကောင်းတဲ့အကြံတစ်ခုထွက်လာပါတော့တယ်လမ်းတွားလမ်းလာ
ခရီးတဲ့တွေမရှိတဲ့ချိန်မှာအခွင့်ကောင်းယူပြီးတော့မိမပြိုလေးကို6ကန်းပါးကနေတွန်းချလိုက်ပါတယ်မိမပြိုကလည်းအော်တဲ့ချိန်တောင်မရလိုက်ပဲနဲ့အောက်ကိုပြုတ်ကျသွားခဲ့ပါတယ်ပြုတ်ကျတဲ့အတန်ကလည်းတစ်ပင်ကိုင်းနဲ့ရိုက်မိတဲ့အတန်ကြောက်ခဲနဲ့ရိုက်မိတဲ့အတန်တွေကြားနေရပါတယ်ဟိုဆိုမီကလည်းအတန်တိတ်တိတ်ဆိတ်ဆိတ်ဖြစ်သွားတဲ့အထီဆောက်နေခဲ့ပြီးတော့ခရီးကိုဆက်နင်လိုက်ပါတယ်သူကမိမပြိုလေးကို14မှလဲ့တောင်မကြည့်ပဲထွက်သွားခဲ့ပါတယ်ဒီလိုနဲ့အချိန်ကုန်ဆုံးသွားတာတစ်နှစ်လောက်ရှိပါပြီဟိုဆိုမီကလည်းအေတိုစီကိုခရီးနှင်ဖို့ထပ်ပြီးတော့အချိန်ကြာလာပါတယ်ဟိုဆိုမီကလည်းမနစ်ကဖြစ်ပျက်ခဲ့တဲ့အရာအလုံးကိုသူအကုန်လုံးမေ့သွားခဲ့ပါတယ်သူမျက်မမြင်မိမပြိုလေးအပေါ်မကောင်းတာပြုတ်လောက်ခဲ့တာတွေလည်းအကုန်မေ့သွားခဲ့ပါတယ်အရင်နှစ်ကလိုလမ်းခရီးဟောင်းကိုအသုံးပြုပြီးတော့ခရီးနှင်လာပါတယ်ဒီလိုနဲ့ပဲမိမပြိုလေးကို6ကန်းပါးကနေတွန်းချခဲ့တဲ့နေရာလေးကိုရောက်ရှိလို့လာပါတယ်အဲ့ဒီချိန်မှာသူ့စိတ်ထဲမှာပေါ့နော်အဲ့ဒီလမ်းကိုအသုံးမပြုဘဲနဲ့တောင်အောက်ခြေလမ်းကိုပတ်ပြီးတော့တွားဖို့သူဆုံးဖြတ်ချက်ချလိုက်ပါတယ်သူ့စိတ်ထဲမှာလည်းဘာလို့အဲ့ဒီတောင်အောက်ခြေလမ်းကိုတွားဖို့တိုက်တွန်းနေလဲမသိဘူးဆိုတာသူ့ကိုယ်သူမသိပါဘူးတောင်အောက်ခြေလမ်းကအရန်ကိုကွဲပတ်ပြီးတွားရတဲ့အတွက်ကြောင့်မလို့ညနေဆောင်လာပါတယ်အဲ့ဒီတောင်နားတဝိုက်မှာပဲညအိတ်ဖို့ဖြစ်လာပါတော့တယ်သူညအိတ်ဖို့အတွက်တောထဲမှာဟိုတီတီလျှောက်သွားပြီးတော့အိတ်ဖို့နေရာရှာပါတယ်ရှာရင်နဲ့တောထဲမှာဖုန်ကြီးကျောင်းတစ်ကျောင်းကိုတွားတွေ့ခဲ့ပါတယ်သူအရန်ပျော်ရပြီးတော့အဲ့ဒီဖုန်ကြီးကျောင်းမှာတဲရဖို့အတွက်ခွင့်တော်တောင်းလိုက်ပါတယ်ဟိုဆိုမီကဆာမူရိုင်းတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဖုန်ကြီးကတက်နိုင်တလောက်ဧကန်ထားလိုက်ပါတယ်အဲ့ဒီညမှာဟိုဆိုမီကလည်းညစာစားပြီးတော့စောစောအိပ်ယာဝင်လိုက်ပါတယ်အဲ့ဒီညကရာတီဥတုအရန်ပူတဲ့အတွက်ကြောင့်မလို့သူကောင်းကောင်းအိပ်လို့မရပါဘူးညတကောင်ချိန်သူအိပ်ပျော်ခါနီးမှာတခုခုကသူ့ခြေထောက်ကိုဆွဲထားတယ်လို့ခံစားနေရပါတယ်ဟိုဆိုမီကလည်းလက်နိုးပြီးတော့သူ့အိပ်ယာဘေးမှာချထားတဲ့သူ့ရဲ့သားကိုဆွဲပြီးတော့ခုတ်ဖို့ရွယ်လိုက်ပါတယ်သူ့ရဲ့ခြေထောက်လမ်းဆွဲထားတဲ့သူကိုလမ်းကြည့်လိုက်တော့ဘသူလဲဆိုတာသူချက်ချင်းမှတ်မိသွားပါတယ်ဟုတ်ပါတယ်မနစ်ကသူ6ကန်းပါတယ်တွန်းချခဲ့တဲ့မျက်မမြင်မိမပြိုလေးဖြစ်ပါတယ်သူမျက်နာကအရန်ပုတ်ပွားနေပေမဲ့သူအဲ့ဒီမျက်နာကိုကောင်းကောင်းမှတ်မိနေခဲ့တယ်အရင်ကထပ်ပို့ပြီးရုပ်ဆိုးနေပေမဲ့လုံးဝသူဆိုတာတေချာနေပါတယ်သူ့ခြေထောက်ကိုဆွဲထားတဲ့အားကတဖြည်းဖြည်းကြီးလာပြီးတော့အခန်းအပြင်ဖက်စီတော့ခေါ်ဆောင်ဖို့လုပ်နေပါတယ်ဟိုဆိုမီကလည်းကြောက်လန့်နဲ့တားနဲ့လမ်းခုတ်လိုက်ပေမဲ့သူခုတ်လိုက်တဲ့အခါမှာတစ်ဖက်ကဘာမှမဖြစ်တဲ့အတွက်ကြောင့်မလို့အခန်းအပြင်ဖက်ကိုဆွဲထုတ်ခံလိုက်ရပါတယ်သူ့ခြေထောက်အရန်နာလာတဲ့အတွက်ကြောင့်မလို့သူကယုံရင်နဲ့ပဲသူ့ကိုကယ်ဖို့အတန်ကျဲလောင်စွာအော်ဟစ်လိုက်ပါတော့တယ်သူကဘလောက်ပဲစူးစမ်းမျက်မမြင်မပြိုရဲ့အားကိုလုံးဝမရှင်နိုင်ခဲ့ပါဘူးသူ့ရဲ့ခြေထောက်ကိုဆွဲပြီးတော့အဲ့ဒီဖုန်ကြီးကျောင်းထဲမှာရှိတဲ့တင်းချိုင်းထဲကိုခေါ်ဆောင်လာလိုက်ပါတယ်ဖုန်ကြီးတွေကလည်းအတန်ကြားတဲ့အတွက်ကြောင့်မလို့အတန်ရှိတဲ့ဘက်ကိုအပြေးလွှားလာကြည့်ကြပေမဲ့တင်းချိုင်းကုန်းထဲမှာပေတူတယောက်တဦးကမှမတွေ့ရပါဘူးဒါပေမဲ့သူတို့တတိထားမိရတခုကတော့မြေကြီးကိုအတိဆက်တူးဆွထားတဲ့နေရာတစ်ခုကိုတွားတွေ့ခဲ့ပါတယ်သူတို့ကလည်းအဲ့ဒီမြေကြီးကိုပြန်ပြီးတူးဆွကြည့်လိုက်တဲ့ချိန်မှာဟူဆိုမီရဲ့အလောင်းကိုတွေ့သွားခဲ့ပါတယ်
အထိတ်တလန့်ဖြစ်ပြီးတော့အယိုးစုတစ်ခုကသူ့ရဲ့အလောင်းကိုဖတ်ထားတဲ့အနေအထားမျိုးတွေ့နေရပါတယ်ဟုတ်ပါတယ်အဲ့ဒီအလောင်းကမျက်မမြင်မင်းမပြိုတဲ့အလောင်းဖြစ်ပါတယ်သူ6ကန်းပါကနေတွန်းချခံရပြီးတဲ့နောက်မှာအဲ့ဒီဘုံကြီးเจ้าမှာလာပြီးတော့မြုပ်ထားခြင်းခံရတာပါသူကဟိုဆိုမီကိုသူနဲ့အတူလာနေဖို့တနေ့တိတိစောင့်ခဲ့ရတာပါအခုတော့သူ့ရဲ့ဆန္ဒပြေဝသွားခဲ့ပါပြီဟိုဆိုမီကသူ့ရဲ့ဘေးမှာရှိနေပြီလေ